ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တဲထိတ်ရှင်ပေါ်ပရလောကဇလန်တွေကိုမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ BMS Channel မှာတင်ပြပေးမယ့်ဇလန်လေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလန်သစ်တွေတင်တိုင်းမှာသိရှိနိုင်အောင်လည်းဘေးနားနူတီခါလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလန်လေးကတော့စာရေးသူရှင်မင်းကန့်ဘလူရေးသားထားတဲ့ဖွားမေစိန်နဲ့လူပြိုကြီးတရေဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။နနက်စာစားပြီးချိန်တိုင်းရှင်ညိုနဲ့နန်းကြိုင်တို့နှစ်ယောက်ကောင်းအထက်မှာခြေတစ်ပတ်ကိုစီပေါင်းထားကြပြီးတောင်းတလုံးကိုရှင်ညိုကကင်ကအိမ်မထွက်လာခဲ့ကြတယ်။ဟဲ့ဟိုညီမတောင်းကြီးကင်ပြီးပဲသွားကြမလို့တော့လဲတဲ့ကိုခရမ်းကျင်တီလေးသွားခုမလို့အရေးကြီးညီတို့လဲတွေကိုအလက်ကောင်လှုပ်ပြီးနေရမဟုတ်ဘူးလားအေးဟုတ်တယ်အကြီးရဲ့အခုကခရမ်းကျင်ပင်တွေငရုတ်တွေစိုက်ထားတော့အိမ်စားလေးသွားခုကြမလို့ပါတော့အေးနေရပူတော့မှာမြန်သွားရင်မြန်လာကြအောင်တော့ဒါနဲ့ညီတို့အရေးမေးဝင်းရောအိမ်မရှိသလားအကြီးကအိမ်မှာကြံခဲ့တဲ့အကြီးကြီးငရဲချောက်လေးချက်မလို့ပြင်းနေလေရဲ့ငရဲချောက်ဆိုလို့အရင်တခါဖိုးကြီးအင်းရလာရောက်ထားတဲ့ဟာတင်နေအကြီးကြီးတို့လည်းအတူတူဝယ်ထားသေးရဲ့အေးဟုတ်လောက်မယ်အကြီးကြီးကစကားကိုပြောမပြီးဖြစ်နေ၍နန်းချန်ရရှင်ညုတ်ကိုလက်တို့ကသတိပေးရတယ်အကြီးကြီးဒါဖြင့်ကျုပ်တို့သွားအောင်မယ်နော်အေးသွားကြရှင်ညိုတို့များချောလိုက်တာမှုံလို့အေးငါသမီးလေးများဖြင့်တိတ်ကောင်းမယ်အေးအကြီးကြီးကိုရှင်ညိုတို့ကနှုတ်ဆက်ပြီးထွက်လာတော့လေအကြီးကြီးကရှင်ညိုတို့ကြောပြောကြည့်ပြီးပြောနေခဲ့ပြန်တယ်မမလည်းနော်အကြီးကြီးကဒီလောက်စကားများတိတိနဲ့မမမို့လို့ရှက်ပြောနေအကြီးကြီးစကားအပြီးသာထိုင်ဆောင်နေတော်ဆောင်းလောက်မယ်မမရဲ့မမသိပါညီမလေးရဲ့ဒါပေမဲ့သူ့မှာလည်းသူ့အကြောင်းရှိသေးရဲ့လေတကယ်တွေးကြည့်ရင်အကြီးကြီးကတနာစရာကောင်းလာရင်ညီမလေးရဲ့သူခမစကားပြောဖို့ရဲ့လို့ဟုတ်ဒီပတိမရှိရှာဘူးလေဟောသူ့သားမြောက်ကပဲသွားထားမတော့မမရဲ့စကားပြောခြင်းသူ့သားတွေနဲ့ပြောပေါ့ညီမလေးကလည်းလေယောက်ျားလေးတွေကဘလို့လုံးအချင်းပြည့်အမေဖြစ်သူနာနေကြမှာလေဟောနေပြန်တော့လေအမေတို့ကနားအောင်ကြီးနေရပဲဗျာဆိုပြီးထွက်သွားကြတော့မမကိုယ်တိုင်မြင်ခဲ့ရတာညီမလေးရဲ့သူ့သားတွေကလည်းတမျိုးပဲကျုပ်တို့ကိုကြီးတို့ကိုကြီးအောင်တော့အဖြစ်လေးသိပ်ပေါ်ကြတာအကြီးကြီးနဲ့သူတို့သားဆောင်စကားတော့ပြောကြမယ်ထင်တယ်နော်မမဒါပေါ့ညီမလေးရဲ့ကဲလာမမတို့ခရမ်းကျင်တီခုရမယ်ငရုတ်တီးခုရမယ်ဒီမှာကြာနေအကြီးကမမတို့စုလိုက်မယ်အေးရှင်ညိုပြောမှနန်းတိုင်လဲစကားဆက်မပြောတော့ပဲလဲတော်စီတို့မိမတွေထွက်လာခဲ့ကြတော့တယ်လဲတော်လေး၌စိုက်ပြိုးထားတဲ့ခရမ်းကျင်တီများနဲ့ငရုတ်ခင်းကိုကြည့်ရင်နန်းတိုင်သဘောကျနေခဲ့တယ်ကဲညီမလေးခူးပြီရောပြီးတောင်းနေတာတိချာလာထည့်ပြီးနော်အလုံးသေးတာတွေမခူးနဲ့အောင်ညီလေးစုခံထိမယ်နော်ဟုတ်ကဲ့ပါမမရဲ့ဒီလောက်တော့ကြုတ်ခူးနိုင်ပါညီမနှစ်ယောက်နေပူတာမမှုပဲခရမ်းကျင်တီနဲ့ငရုတ်တီးများခူးနေခဲ့ကြတယ်တောင်းတနိုင်လိုချင်တလောက်ရလေတော့မှလေတော့မှပြန်လာခဲ့ကြတော့တယ်ဟေးရှင်ညိုဒါကဘယ်ကပြန်လာကြလဲဩမသေးမှာကျုပ်တို့လေတော့ကပြန်လာတာပါမသေးမှာဘယ်သွားမလို့တော့အမတို့လီများတောဆက်မှာပြောင်းနေကြတယ်ညီမလေးရဲ့ဥပချိုတို့လဲစောက်ပေးမော်အေးဩဟုတ်ကဲ့မသေးမှာကလေးတွေကလည်းမနှဲပါလားဘယ်နှယောက်တောင်ရနေပြီလဲဒါလေးနဲ့ဆို4ယောက်ပဲညီမလေးရဲ့မသေးမာတို့များမွေးနိုင်လိုက်တာတော့ဟုတ်တယ်နဲ့ကြိုင်ဒီကလေးတွေနဲ့ဒီအမောကိုစို့လို့ဒါက3ယောက်သမီးက1ယောက်ဆိုတော့ပို့ဆိုးတယ်သားတွေဆိုတာမိဘကူပုံနေတတ်တာစော့ချက်ကပြောင်းကိုဆန်လို့ဟုတ်ကဲ့မသေးမှာကျမ်းမာလည်းကြည့်ဆိုင်အောင်တော့အမကြီးရတာပိန်လိုက်တာမရဲ့ပိန်ဆိုရင်အမပြေခုရက်တွေအစားပြက်အိပ်ပြက်ဖြစ်နေလို့ပါရှင်ညိုရဲ့ဟုတ်တော့ဒါဆိုနောက်တစ်ပိုက်များလားမဟုတ်ပါဘူးဝမ်းဆွဲတယ်နဲ့ပြပြီးပါပြီမရပါဘူးတဲ့ဒါဆိုတော်ပါသေးရဲ့မသေးပါရဲ့ကဲအမလည်းပြန်တော့မယ်နော်ရှင်ညိုညီတို့ညီမလည်းပြန်ကြတော့လေနေရအတော်ပြင်းနေဟုတ်ပြီမသေးမှာဒါဖြင့်ကျုပ်တို့သွားတော့မယ်နော်ရှင်ညိုလည်းမသေးမအောင်နှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ကြတယ်နေရပူတဲ့သမီးတို့ရဲ့နေလေးအိမ်မှာသွားပါဆိုတာပြောလို့မရဘူးအဖရဲ့အခုလည်းတိတ်မပူလာပါဘူးအကြီးရောဘဲသွားလဲဖွာနေရပူတဲ့သမီးတို့ရဲ့နေလေးအိမ်မှာသွားပါဆိုတာပြောလို့မရဘူးအဖရဲ့အခုလည်းတိတ်မပူလာပါဘူးအကြီးရောဘဲသွားလဲဖွာရှိတယ်ရှင်ညိုညီတို့ပြန်လာမျောနေရသမီးနဲ့ကြိုင်အမေငရုတ်တီးလေးလာပို့ပြီးစမ်းပါငါချောက်လဲချက်ပြီးပြီသမီးတို့အတွက်ငရုတ်တီးလေးမီးဖုတ်ပြီးကြက်သွန်ဖြူလေးနဲ့ထောင်းပြီးစမ်းမယ်ဒီနေ့တော့ကျုပ်ဖြစ်ထမင်းမိန်တော့မယ်မေလာပြီနန်းချန်ရတောင်းလေးမှာငရုတ်တီးစိမ့်မြောင်လက်နဲ့နှိုက်ယူပြီးမီးပိုကြောင်တဲသို့ဝင်သွားတော့တယ်အဖွာရွာထဲလေမသွားဘူးလား
မသွားဖြစ်ပါဘူးသမီးရဲ့ရော့ရင်နွေးလေးတောင်းအိတ်ဖွားမေစရာရှင်ညို့ကိုကိုယ်တိုင်ငှဲ့ပြီးထားတဲ့အကျန်းကြီးခွက်အားကမ်းပေးလိုက်တယ်ဖွားရေးဖွားကျုပ်တို့လာရဲ့ဗျို့မောင်တိုးတို့များအချိန်ကိုက်ကိုရောက်လာကြပဲဘယ်ချိန်အောင်လဲဖွားရဲ့ဘယ်ချိန်ရမှာလဲကွယ်ထမင်းစားချိန်ပေါ့ဟဲ့ဒါကတော့ကျုပ်တို့ကံကကောင်းတာဖွားရဲ့မောင်တိုးနဲ့မောင်တို့ကိုဖွားမေစရာစလီရောမောင်တိုးတို့ကသဘောကျနေကြတယ်နေရအတော်ပူတယ်ဗျဒါနဲ့ဖွာရွာရကိစ္စကိုကြားပြီးပြီလားဘာကိစ္စလဲကွရွာထဲမှာဘာများဖြစ်ပြန်တာလဲဘာမှလဲဗျာဟိုလေကိုဖိုးထွေးတို့နေရဲ့တောဆက်နာမှာတရေတကောင်တောင်းကျနေလို့တဲ့ဗျဖိုးထွေးဆိုတာမသေးမှယောက်ျားပြောရလားကိုကြီးအောင်အေးဟာမသေးမှယောက်ျားကိုဖိုးထွေးကိုပြောတာစိုးစိုးရအောင်လမ်းမှာမသေးမှနဲ့ဆုံခဲ့သေးရဲ့ကျုပ်တို့အဲ့ဒီကြောင့်ဘာမှပြောမတော့ပါဘူးကိုကြီးအောင်ရဲ့မပြောဆိုရှင်ညိုရအဲ့ဒီတောင်းကျနေတဲ့ရမသေးမှရီးသားဟာဘလို့ကိုကြီးတို့မသေးမှကိုဖိုးထွေးမိမလေးဘယ်ရရီးသားတွေပေါ်လာလေတော့နေရတိမှမဟုတ်ဖွားတို့တော့တိလောက်တယ်ဟာအဲ့လိုနဲ့များကိုကြွတ်တို့တဲ့မသေးမှရဲ့အချစ်ဦးရီးသားဦးပေါ်ရှင်ညိုရဟဲကိစ္စတော့စိတ်ဝင်စားကြကောင်းလာပြီဒါဖြင့်ကျုပ်ကိုသူတို့အကြောင်းပြောစမ်းမအောင်ကိုကြီးတို့ရဲ့ရှင်ညိုကမသေးမှနဲ့ကြွတ်တို့အကြောင်းသိကျင်နေခဲ့တယ်နင်သိကျင်နေဆိုရင်လည်းပြောပြရမှာပေါ့ရှင်ညိုရဒါပေမဲ့ငါတို့လက်ဖက်လေးရောတုတ်ကျွေးစမ်းမအောင်ငါတို့ကအကြီးလက်ရတဲ့နိလက်ရပိုကြိုက်တယ်ဟာဒါဖြင့်အကြီးလက်ရမကြိုက်ဘူးလို့ပြောရလားအကြီးရင်အကြီးဟဲ့ကောင်မလေးဘာရှောက်အော်နေရလဲဟိုကကြားသွားရင်ငါတို့ဘာမှတော့ကျွေးတော့မှာမဟုတ်ဘူးနေအော်နေမယ်ဆိုရင်ငါတို့ကလည်းနင်သိကျင်တဲ့ကိစ္စပြောမပြတော့ရှင်ညိုအမေသူတို့ကပဲကျုပ်ကိုအကြက်ကန်ရရှိသေးတုတ်ကျွေးမယ်ခဏဆောင်ကြရှင်ညိုလည်းကိုပြစ်ပေါ်မှာဆင်းပြီးမီးပိုတဲ့သို့ဝင်သွားတော့တယ်ဒီကောင်မလေးကဒီလိုကြလိမ္မာသားပဲဗျတခါတလေဒီလိုလေးအနိုင်ကျင့်ထားမှာတော်ခါကြတာမဟုတ်ရင်ဒီကကျုံမိန်းမချွန်သလားမမေးပါနဲ့ဗျာခီးသွားရင်ကျုံတဲ့ဘဲမင်းကလေးကဘလို့ဆိုပြီးပြောလိုက်ဟိုကဟုတ်သလားမဟုတ်သလားမမေးရောပဲကျုပ်ကိုစိတ်သေးဆိုတာကျုံမအိမ်ရောက်လို့နားရမလားမှတ်ပါ့ဒင်းမွေတော်ထိုင်ချော့နေရရဲ့ဖွားရဲ့လို့ဒင်းမွေတော်ထိုင်ချော့နေရရဲ့ဖွားရဲ့လို့မောင်တို့ကပြောလျော်ဖွားမေစင်ကပြုံး၍သာကြည်နေဆိုင်ခဏမြကြတော့လက်ဖက်တုပ်ပကံကိုကိုင်းပြီးရှင်ညိုပြန်ရောက်လာခဲ့တယ်အနောက်၌တော်ဝင်းနဲ့နန်းကြိုင်တို့လည်းအတူပါလာခဲ့တယ်မောင်တို့လက်ဖက်သိစားခြင်းနေရဆိုဟုတ်လားဟုတ်တယ်ကြီးမောင်တို့ကတော်ဝင်းအမေကိုဖြေရသည်မှာစကားများပင်ထင်နေခဲ့တယ်ရှင်ညိုများတိုင်ထားလိမ့်မလားစိတ်ဖြင့်မဝင့်မရဲကြည်နေခဲ့ရတယ်ရှင်ညိုကတော့မောင်တို့ကိုကြည့်ပြီးပြောနေကဲအကြီးမအားလို့မင်းတို့နှမတုတ်ထားပေးရဲ့စားလိုက်ကြအောင်နောက်ရက်မှပဲအကြီးတုတ်ကျွေးရမယ်ပြီးတော့ထမင်းတစ်ခါလေးစားသွားကြအကြီးငချောက်ချက်ထားတယ်ပိန်းချိုလေးနဲ့မြုပ်တီးထောင်းလေးလည်းပါတယ်ဟာငိမ့်လိုက်မယ်အဖြစ်ဗျာကျုပ်တို့ရှိရာဟင်းကိုအဆက်ဟတ်တဲ့အောင်ချက်တက်ပုံကတော့ဘသူမှလိုက်မမီပါဘူးဗျာကိုကြီးတို့အကြီးကိုချီးမွမ်းတာလေးရက်ပါအောင်လက်ဖက်တော့လည်းရပြီဆိုတော့ကျုပ်သိကျင်တာလေးပြောပါတော့အေးပါဟာပြောပါမယ်ရှင်ညိုရဲ့နေပါအောင်ရှင်ညိုကဘာများသိကျင်တာလဲမောင်တို့ရဲ့ဘာသိကျင်ရမှာလဲအကြီးတူမမသေးမာနဲ့ကိုကြွတ်တို့ရဲ့ငဲချစ်ကြောင်သိကျင်နေရဗျကဲညီသိကျင်နေရဲ့ဆိုရင်လည်းပြောပြပါမယ်ရှင်ညိုရသူတို့အကြောင်းကဒီလိုဟာလို့ဆိုကမောင်တို့ကရှင်ညို့ပြောပြတော့တယ်ကြွတ်တို့ဆိုတဲ့နာမည်အတိုင်းစပင်ရပုတ်တိုက်နေထိုင်တတ်သူတခြားသောရွာကာလသားများကဲ့သို့အုံးစီလိမ့်ခြင်းစပင်ဖီးတင်ခြင်းမရှိပေအရက်ကရှိပြီးအမေမွေးထားသောရုပ်ရည်လေးကအသင့်တင်ရှိနေ၍ကြွတ်တို့၌ရည်စားရှိလေရဲ့ကြွတ်တို့ရည်စားအမိကတဲမာပင်ဖြစ်တယ်တဲမာတီကကြွတ်တို့နဲ့တရွာရင်းနေသူဖြစ်ပြီးကြွတ်တို့အကြောင်းကိုကောင်းစွာသိပေရဲ့သို့တော်လဲချစ်တာကိုအောင်ထားရမရဆိုတဲ့အတိုင်းပေပေတတင်ရဲ့ကြွတ်တို့ကိုတဲမာရည်စားတော်ထားခဲ့တယ်ကြွတ်တို့ပြောလေမလုံးနဲ့ကြွတ်တို့ရဲ့နေရဟာရည်စားဖြစ်တာလဲကြားပြီနေကဘရော့လာတောင်းပါလဲနေရလေဟာလောလိုက်တာတဲမာရငါလောတယ်ဟုတ်လားကြွတ်တို့နေကနေရှိသေး၍ဒီခွေးမတောက်တဲ့အရက်တွေတော့မပြတ်နိုင်နဲ့တောက်တယ်ငါ့ကိုတောင်းရလက်ထပ်ဖို့ကိစ္စကြတော့ဟော်ရီရလာတာအရေးမဆိုင်ပါလားဟဲ့တဲမာနေရအပြောချမ်းလာကြည်လားဟာငါနဲ့ကိုတိမ်မွေ့နေလို့ထင်ထားတာအောင်မအမှုသမားပါဇက်ကချီးစကားတွေထွက်လို့ပါလားတိမ်မွေ့အောင်ပြောရင်တိမ်မွေ့လိုက်မယ်အေးကို့အရေးမထားသလိုလုပ်ရင်တော့ဘသူကတိမ်မွေ့ပြောနိုင်မှာတော့ဟဲ့ကြွတ်တို့ရဲ့ကွာနားပူလိုက်တာကဲငါပြန်ပြီတဲမာဒီရက်လေးရောအေးစီတောက်ပြစီဟာသွားတိတ်လာကြွတ်တော့ငါကလည်းအမှတ်မရှိဒီလိုကောင်ချစ်ရတယ်လို့ကြွတ်တော့ဒီတိုင်းသာဆိုရင်
ငါနေနဲ့ဝေးရတော့မယ်အကောင်ရဲ့တဲမကကြွက်သူကိုအားမလို့အားမရပြောနေတော့လေကြွက်သူကတော့အရက်ပလင်းကိုကန်ပြီးတဲမကိုကြော်ခိုင်း၍ထွက်သွားတော့တယ်တဲမရှင်းမေလာစမ်း၏ကျုပ်ကြီးနဲ့စကားပြောကြတယ်ဟုတ်ကဲ့မေတဲမတယောက်အမေဖြစ်သူကအနားခေါ်၍သွားထိုင်ရလေကြီးနဲ့ကြွက်သူကဘယ်တော့ယူကြမှာတော့ကျုပ်လဲဟိုလူကမေဒီလူကမေနဲ့ဖြီးရခတ်တဲ့တဲမရဲ့ကျုပ်လဲတိကျမသိတော့ပါအမေရဲ့ဟဲ့ဘဲနဲ့တိကျမသိရတော့ကြွက်သူဆိုတဲ့ကောင်ကျုပ်တို့ကသဘောကျတာမဟုတ်ဘူးသူမိဘတွေပိုင်ဆိုင်တဲ့လဲတွေယာတွေကြောင့်သာညီကိုမတားတာဒါပေမဲ့အခုလိုယူဖို့မတိချတာကြီးကိုတော့ဖြစ်သဘောမကျလာပါဘူးအဲ့တော့ညီပါဆက်လုံးမှာတော့ကျုပ်လည်းဘာဆက်လုံးရမယ်မသိတော့ပါအမေရဲ့ညီနဲ့တော့ခက်ပြီတဲမရဲ့ကဲဒါဆိုဒီလိုသာလုပ်ကျုပ်တို့ကမိဘတွေဆိုတော့ညီကိုကောင်းတဲ့သူနဲ့ပဲရစီချင်တာဒီတော့မအေးအိုကြီးကိုလှုပ်ကြွေးနေရင်လူရိုးလူမောင်ဖိုးထွေးနဲ့အမေပေးသားမယ်ဆိုရောညီလက်ခံပါလားကျုပ်သဘောထက်သူ့သဘောသာမေးပါတော့အမေကျုပ်နဲ့ကြွက်သူအကြောင်းလဲသူသိထားမှာပဲညီတောင်စိတ်ပူစရာမလိုပါဘူးညီသဘောတူရဲဆိုရင်အမေတို့ကမောင်ဖိုးထွေးကိုပြောရမှာပေါ့ဒီကလေးကကျုပ်တို့မိဘလို့သဘောထားရှာတာသူလည်းသဘောတူမှာပါဒါဆိုရင်ဖြင့်အမေတို့သဘောပါပဲကျုပ်ကန့်ကွက်စရာမရှိပါဘူးအမေရဲ့မသေးမတယောက်မိခင်ကြီးစီမံပေးရဲ့ကိစ္စမငင်းဆန်တော့ပဲသဘောတူလိုက်တယ်အကြောင်းကမိမိအားယူဖို့ရန်တွေ့ဝေနေတဲ့ကြွက်သူကိုအရွက်တိုက်ခြင်းဖြစ်တယ်မိဘတွေစီမံပေးမှုနဲ့မသေးမနဲ့ကိုဖိုးတွေတို့မင်္ဂလာဆောင်ကြမင်္ဂလာဆောင်၌ကြွက်သူတယောက်မူမူယူယူနဲ့လာတောင်းကြ၍တောင်ထွန်းရွာတကြီးဦးနောင်ချိုကိုယ်တိုင်ကြွက်သူကိုထိတ်တုံခတ်အပြစ်ပေးရရှိမသေးမခမလဲကြွက်သူအတွက်စိတ်မကောင်းပေမဲ့ကိုဖိုးတွေကဂရုတစိုက်ရှိလာ၍ကျင်းတဲ့နေရပြန်နေမိဘတွေပေးစားတဲ့ယောက်ျားမသေးမအပေါ်ချစ်ခင်ကျင်နာဆိုင်ဒါအပြင်အတောက်စားမရှိလူရိုးလူအေးကြီးပင်မို့မိမစကားကိုလည်းနားထောင်ပြန်နေဒါကြောင့်မသေးမတယောက်အိမ်နာကြီးကံကောင်းရှာသည်လို့အများကချီးမွမ်းကြတယ်မသေးမနဲ့ကိုဖိုးတွေတို့ယူပြီးမကြကြွက်သူတယောက်သူချရတဲ့အရရဲ့ဒုက္ခပေးမှုကြောင့်သွေးအံ့၍တည်ဆုံသွားခဲ့ဆိုင်ကြွက်သူအတွက်စိတ်မကောင်းတော့လေမသေးမမိမိယူထားတဲ့လင်းယောက်ျားစိတ်ခုမျိုးစိုးရင်ပြီးမတိဟန်သာစောင့်နေခဲ့ရတော့တယ်ကဲမသေးမနဲ့ကိုကြွက်သူတို့ရဲ့အကြောင်းကတော့အဲ့လိုပဲဟာလူကြီးတွေကတော့မသေးမတရားကိုကြွက်သူမယူမိတာတိတ်ကန်ကောင်းနေတယ်လေကိုကြွက်သူကိုများယူမိလဲမသေးမခုချိန်ဆိုရင်မုတ်ဆိုးမှဖြစ်နေရှာမှာဟာမောင်တို့စကားကိုမအောင်နဲ့တော်ဝင်းတို့ကခေါင်းငိမ့်၍ထောက်ခံဆိုင်ဒါနဲ့ကြုံပေးပါအောင်မေအခုတောင်းကျမ်းနေတဲ့ကဘယ်ကနေဘလို့ကိုကြွက်သူလို့ပြောနေရလဲကိုကြီးတို့ရဲ့ဟဲ့ဘယ်ကတည်းကလဲမောင်တို့ရဲ့အကြီးပြင်းမကြားမိပါလားအကြီးမကြားဆိုဒီတရင်ကမနက်ကမှကျုပ်တို့လည်းကြားရတာဗျဟဲ့ဘလို့ဖြစ်တာလဲပြောစမ်းမအောင်မောင်တို့ရဲ့ပြောပါမယ်ဗျာဒီလိုဗျကိုဖိုးထွေးနဲ့မသေးမာတို့ကဥပချိုတို့လည်းမလဲဆောင်လုပ်ကြတယ်တောဆက်မှာတဲတလုံးထိုးပြီးနေကြတာပေါ့ဗျာအဲ့ဒီမှာဇလန့်ဆတာပဲဗျဟိုကလေးတွေမိုးချုံနေပြီရှောင်မသွားကြနဲ့ရောနော်ညီမလေးလည်းကုထိန်ကြအောင်ဟဲ့မေအိနဲ့ဖေကအလုပ်လုပ်ရတာတစ်မျိုးနင်းတို့ကိုချက်ကျွေးရတာတစ်မျိုးပင်ပန်းရရတဲ့ဒီကလေးကိုတော့ကုကြည့်ပေးကြပါအောင်ဟဲ့အမေကလည်းဗျာသားတို့ညီမလေးကိုကြည့်ပေးပါမယ်ဒါဆိုလဲကြည့်ထားကြခဏနေဆိုနေဖေပြန်လိုက်ထမင်းတူစားကြမယ်မသိမ်းမှာတာကြီးဖြစ်သူကိုသမီးငယ်အားထိမ့်စီပြီးမိဖို့ပေါ်လိုက်တင်ထားထမင်းအိုးကောက်နေလိုက်တယ်ထိုစဉ်ကြောအနောက်စီမှာလူရိတ်ကိုမြက်လိုက်ရပြီးတဲမှာဆိုရဲခေါ်တန်ကြောင့်ကိုထွေတို့သားတွေလက်စည်းထားကောင်ကျုပ်တို့ထမင်းစားကြမယ်လို့ယောက်ျားဖြစ်သူအမတ်ဖြစ်ပြောလိုက်တယ်ထမင်းအိုးကြက်လျော့မသိမ်းမှာမိဖို့ထဲမှာထွက်လာပြီးအိမ်ရှင်နိုင်စော့ကစားနေသောကလေးတွေကိုမြင်လျာဟဲ့နင်တို့ခုတည်းလက်မစေးကြသေးဘူးလားနင်တို့ဖေဘဲမှာတော့ငါအစောကမှားလိုက်ရဲ့သားနဲ့နင်တို့မပြောဘူးလားအမေကလည်းအဖေမပြန်မလာသေးရဟဲ့စောစောကတည်းမိဖို့နာလာသွားသေးရနင်မတွေးလိုက်ဘူးလားဒီသားမိတွေဘာတွေဖြစ်နေကြရတော့ကိုထွေတော့အခုမှပြန်လာလားအေးလေဒီမှာမင်းမေတို့ကကလေးတွေအတွက်ဟင်းအောင်ထည့်ပေးလိုက်သေးကဲလက်စည်းကြမယ်ငါသားတို့အဖေတို့မိသားစုညတာအတူတူစားကြမယ်ကိုဖိုးထွေးစကားကြောင့်မသေးမစိတ်တို့ကနာမငြိမ်ဖြစ်လာတယ်စောစောကကြောအနောက်မှာခေါ်တန်ပြန်ကြားရောက်ရင်ကြက်သီးများပြီးထလာခဲ့တယ်ကိုဖိုးထွေးတော်နေဘက်ရွာသွားရင်စောစောပြန်ခဲ့စမ်းမှာတော့ကျုပ်တို့နေတာတောဆက်ဆိုတော့ဘေးရလေလူမရှိဘူးလေဘာလဲတဲ့မှာငါမိမကြောက်နေရလားကြောက်တာရဲ့လို့လည်းမဟုတ်ပါဘူးတော့ကိုကသားသမီးတွေကလည်းရှိသေးရဲ့မဟုတ်လားသူတို့လေးတွေတခုခုဖြစ်မှာပဲကျုပ်ကစိုးရင်လို့ပါကိုဖိုးထွေးရဲ့
အေးပါကွာဒါဖြင့်ကြုံမင်းပြောသလိုပဲမြင်မြတ်သွားပြီးမြင်မြတ်ပြန်လာပြီးပါမယ်နောက်ရက်များ၌တော့ကိုဖိုးထွေးတယောက်မသေးမှာပြောတဲ့အတိုင်းရွာထဲသို့သွားရင်ညနေမဆောင်ခင်ပြန်လာပြီးတတ်တယ်မသေးမှာလေထိုကိစ္စမိမိပြပြဖြစ်လာခဲ့တယ်တရက်မှာတော့တဲမကြီးတဲမငါပါဟာနေ့ရီသာကြွတ်တိုးပါဟင်မသေးမှာအိမ်ပြင်မှာခေါ်တန်ကြောင်အိမ်ဟာထဲမှာထလာခဲ့တယ်နဘေးကိုကြည့်ပြန်တော့လေကိုဖိုးထွေးနဲ့ကလေးတွေကအိမ်ပေါ်ကျနေရှာတယ်တဲမငါခေါ်တာကြလားမသေးမှာလေခေါ်တန်ကြောင်အိမ်ပြင်ကိုရောက်လာခဲ့တယ်စိတ်ကမသွားချင်တော့လေခန္ဓာကိုယ်မှာကညှို့ယူခန္ဓာရသူအလားအိမ်ပြင်ဘက်စီတို့တန်တန်မမတ်ထွက်လာခဲ့လေတဲမငါပါကြွတ်တိုးပါတဲမရဲ့ကြွတ်တိုးနေဘာလာလောက်တာလဲငါနေကိုတတိယလို့ပါတဲမရဲ့ငါနေနဲ့အတူတူနေချင်းနေနေငါနောက်ကိုလိုက်ခဲ့ပါတဲမရဲ့ငါနေကိုမခွဲနိုင်လို့ပါဟာဘာငါနေနောက်ကိုလိုက်ရမယ်ဟုတ်လားမလိုက်ဘူးငါမှငါယောက်ျားနဲ့ငါကလေးနဲ့နေနောက်ကိုမလိုက်နိုင်ကြွတ်တိုးတဲမငါတော့နေကိုရအောင်ခေါ်ရမှာပဲငါနောက်လိုက်ခဲ့ပါတဲမရဲ့နော်ငါနောက်လိုက်ခဲ့စမ်းပါဟာမလိုက်ဘူးငါမလိုက်နိုင်သွားနေထွက်သွားငါမလိုက်ဘူးတဲမတရားအသက်ကုန်းအော်ဟစ်ပြီးကြွတ်တိုးမောင်းထုတ်နေခဲ့တော့တယ်တဲမမိမဘာရောင်အော်နေရလဲပါဇက်မရှောင်းကအော်ဟစ်နေတော့မတ်တဲမောင်ကိုဖိုးထွေးကလှုပ်ရွှေ့နှိုးပေးလိုက်လေမှမတ်တဲမောင်နိုးလာခဲ့တယ်ကိုဖိုးထွေးကျုပ်ကိုကြွတ်တိုးလာခေါ်နေရဲ့ငါမိမကလည်းကြွတ်တိုးတရားပြင်နှစ်ချီနေပြိုမင်းစိတ်ဆွဲလို့မှတ်တာနေမှာပါကွာကိုဖိုးထွေးစကားမတဲမာရဲ့စိတ်ကိုအနှဲငယ်များသာတက်တာရစေရဲ့မတဲမာရဲ့မျက်လုံးထဲမှာတော့ကြွတ်တိုးရဲ့ပုံရိပ်နဲ့ကြွတ်တိုးရဲ့ခေါ်တန်တို့ကိုထုတ်ပြမရဖြစ်နေခဲ့တော့တယ်ထိုနေ့မှစပြီးမတဲမာတယောက်ညဆိုအိမ်မပျော်ဖြစ်လာတယ်စက္ကနဲ့အိပ်ပျော်သွားလေအိမ်မက်ထဲ၌ကြွတ်တိုးကလှလှခေါ်နေတက်၍အိမ်ရမီကိုပင်မတဲမာကြောက်လာခဲ့တယ်တဲမာမင်းထမင်းလည်းတိချမစားပါလားဘာလဲဂရီးများမကောင်းလို့လားကျုပ်ထမင်းစားရတာအရသာမရှိဘူးကိုဖိုးထွေးရဲ့ဒါဖြင့်မင်းဘာစားကြံလဲမဖြစ်သေးပါဘူးကွာရွာထဲဝက်ပေါ်တဲ့အိမ်ရှာပြီးတဆွဲလောက်တောင်းဝယ်ပါအောင်မေမင်းကဝက်သားနဲ့ခင်းသီးချက်ဆိုတိတ်ကြိုက်တာကိုဖိုးထွေးရဲ့သွားမနေသမ်းပါနဲ့ကျုပ်တော်နေမှရှိရလေးနဲ့စားလိုက်ပါမယ်ဘယ်ဟုတ်ပါမလဲကွာခဏလေးပါကျုပ်ရွာထဲသွားလာအောင်မေကိုဖိုးထွေးတယောက်မိန်းမဖြစ်သူထမင်းစားမကောင်းသူကိုသိ၍ရွာထဲသို့ထွက်သွားတော့တယ်ရွာထဲ၌ဝက်ပေါ်တဲ့အိမ်၌ဝက်သားတွေဆွဲလာပြီးမိန်းမဖြစ်သူထမင်းစားမြည်ခြင်းရဲ့ချက်ပေးဆိုင်ဒါကိုပင်မသေးမတယောက်ထမင်းစားလို့မရဖြစ်နေခဲ့တယ်မိန်းမဖြစ်သူကြည့်ရင်ကိုဖိုးထွေးမှာစိတ်ပူပန်လာရတယ်စည်းစရာကြီးပြပါတော့လဲမြည်သူမှတူးမလာခဲ့ပြီညာတိုင်းလိုလဲအိမ်မက်ဆိုးများမှတ်နေတော့မသေးမောင်ကိုဖိုးထွေးတနာလာခဲ့တယ်တဲမမင်းကိုဟိုကောင်ကြွတ်တို့ဒုက္ခပေးနေပုံပဲဒီကောင်းလေကွာကလေးလေးယောက်တောင်ရနေအောင်ခုချိန်ဒီဆွဲလန့်နေုံလားတော်တန်မပြောတတ်တော့ကိုဖိုးထွေးရဲ့နှုတ်မှကြွတ်တို့အကြောင်းထွက်လာခဲ့တယ်မသိမ်းမှာကိုဖိုးထွေးတနာလှတော့လဲအခုချိန်တိုင်းကြွတ်တို့ကလည်းတနာမိပြန်နေသူခမမိမိကြောင့်အရက်တွေဖိတောင်ရင်တေးခဲ့တော့လဲအခုမကျွတ်မလွတ်ဘဝဖြစ်မိမိကိုထပ်မှန်ကဆွဲလန်းနေရှာပြန်နေကိုဖိုးထွေးကျုပ်ကိုကြွတ်တို့ကဒုက္ခမပေးပါဘူးကျုပ်ဝေဒနာနဲ့ကြုံဖြစ်တာထင်ပါရဲ့တော့မင်းရလေကွာကိုဖိုးထွေးအလုံးမကျဖြစ်နေရဲ့ကျုပ်ကတော့ဖွားမေစိန်နဲ့ပြပြီးမင်းကိုကုစီခြင်းနဲ့တဲမှာဒါမှမင်းဖြစ်နေအောင်တေချာသိရမှာကွ။အော်ကျုပ်ဘာမှမဖြစ်ပါဘူးလို့တော့ပြောပြီးပြီပဲကိုဖိုးထွေးရဲ့တဲမှာမင်းကောင်းမမာစမ်းပါနဲ့ကွာငါနဲ့ငါသားသမီးတွေမျက်နှာလေးရောမင်းထောက်စမ်းပါဘာလဲမင်းကအဲ့ဒီကောင်တနာနေရမဟုတ်လားကိုဖိုးထွေးကျုပ်တော့နဲ့ရံမဖြစ်ချင်ဘူးနော်ဖြစ်လေဖြစ်ငါကတော့အဲ့ဒီကြွက်တိုးဆိုတဲ့ကောင်မကျေနပ်ဘူးငါမိမတခုခုသာဖြစ်ကြည့်ဒီကိုဖွားမေစိန်နဲ့တိုင်းပြီးရှင်းပြရလိမ့်မယ်ကိုဖိုးထွေးကကြွတ်တိုးကိုကျင်းလေရဲ့မသေးမာပြီးမျက်လုံးပြူရတယ်လူရိုးလူအေးကိုဖိုးထွေးတယောက်တခါမှအခုလိုဒေါသမထွက်ပူတာကိုမသေးမာသိရဲ့အခုတော့ကိုဖိုးထွေးမှာဒေါသများတရှူရှူထွက်နေခဲ့ဆိုင်မခံစားနိုင်တဲ့အစုံကိုဖိုးထွေးတယောက်တငယ်ချင်းဖြစ်သူငဝိုင်းကိုရှင်းဖွင့်မိရမှာတောင်တွန်းတရွာလုံးထိုကိစ္စအားသိရှိခဲ့ကြတယ်အဲ့လိုရှင်တို့ရဲ့ကိုဖိုးထွေးချင်းအဖွင့်ကောင်းပြီးတို့တရွာလုံးသိရတာပဲဒါဆိုရင်မသေးမှာတော့မကောင်းလာဘူးဖွာကျုပ်အစောကမသေးမှာရွာထဲမှာတွေ့ခဲ့လူကလည်းအတော်ပင်ကျသွားတယ်အေးလေကြည်ရတာကြွတ်တိုးဆိုတဲ့ကသဲမှာအရာခေါ်သွားခြင်းမုံပဲဒီတိုင်းသာဆိုရင်သဲမှာတော့သူ့ယောက်ျားနဲ့ကလေးတွေကိုထားပြီးကြွတ်တိုးနောက်လိုက်ရပြီးရောမယ်ကျုပ်တို့မသေးမှာတော့တခုခုလုပ်ပြီးမှဖြစ်မယ်ထင်တယ်ဖွာ
ကြာရင်မသိမှတည်သွားနိုင်တယ်ရှင်ညို့စကားကိုဖွားမေစင်ကနှုတ်ဆက်နေခဲ့တယ်ကျုပ်တို့ကတော့ကိုဖိုးထွေးနဲ့တွေ့ပြီးစကားပြောရမလားလို့ဖွားရဲ့ဒါမှမသိမှကိစ္စမေးမြန်းပြီးကုသိနာကုရမှာပေါ့ဗျာအေးလေငါရင်တို့လူငယ်တွေပဲအခြေအနေကိုကြည့်ပြီးစီစဉ်ကြပေါ့သမီးရှင်ညို့လည်းအကိုတွေနဲ့လိုက်သွားပြီးသမီးကူညီပေးခြင်းတဲ့ကိစ္စကူညီပေးလိုက်ပေါ့အဖွားကကျုပ်ကိုပဲစီစဉ်ခိုင်းတာဆိုတော့ဒီကိစ္စအဖွားကိုယ်တိုင်ဝင်မပါတော့ဘူးလားဖွားရဲ့သမီးကဒီလိုကိစ္စမျိုးဖွားမပါပဲဥဆောင်နိုင်မယ်ထင်လို့ပါအေးတကယ်လို့ဖွားကိုလိုက်စေခြင်းလဲဖွားလိုက်ခဲ့ပါမယ်ဖွားမေစီတကားကြောင့်ရှင်ညိုကျေနဲ့ပြုံးလေးပြုံးလိုက်တယ်ထို့နောက်မောင်တိုးနဲ့မောင်တို့ကကိုဖိုးထွေးစီကိုသွားပြီးအကျိုးကြောင့်မေးကြတယ်ကိုဖိုးထွေးကလည်းသူတို့လင်မယားဖြစ်ပျက်နေတဲ့ကိစ္စများကိုမောင်တိုးတို့အားတိကျပြောပြရှာတယ်ကဲဒီလိုဆိုရင်ကျုပ်တို့ခမည်းတော်တဲကိုဒီညက်နေလာခဲ့မယ်ကိုဖိုးထွေးခမည်းမိမတော့ပြောမထားနဲ့ပေါ့ဗျာအေးကျုပ်စောင့်နေမယ်နော်စိတ်ချပါကိုဖိုးထွေးကျုပ်တို့လာခဲ့မယ်ကိုဖိုးထွေးနဲ့ပြောဆိုပြီးနောက်ဖွားမေစင်တို့အိမ်ကိုပြန်လာခဲ့ကြပြီးအကျိုးကြောင့်ပြောကြရတယ်ညနေဆောင်တော့မှရှင်ညိုမောင်တို့နဲ့မောင်အုံးတို့၃ယောက်ကိုဖိုးထွေးတို့တဲစီကိုထွက်လာခဲ့ကြတယ်ဟိုရှိရတဲ့ကိုဖိုးထွေးတဲပဲရှင်ညိုရဲ့ကိုဖိုးထွေးကကလေးတွေကိုရွာတွေကသူ့ရောက်ခမအိမ်ကိုလွတ်ထားမယ်လို့ပြောတယ်ငါတို့ရောက်ရင်တော့ကိုဖိုးထွေးတို့လင်မယားပဲရှိနေလောက်မယ်ဒါဆိုပူကောင်းတာပါကိုကြီးအောင်ရဲ့ကဲသွားကြတာပေါ့ကိုဖိုးထွေးတို့တဲရှိသို့ရှင်ညိုတို့ရောက်လာခဲ့ကြတယ်ကိုဖိုးထွေးကျုပ်တို့လာရဲ့ပြောမောင်တို့ကအော်ခေါ်လျော့တဲထဲမှာကိုဖိုးထွေးနဲ့မသိန်းမာတို့ထွက်လာခဲ့ကြတယ်ဟောရှင်ညိုတို့ပါလားညနေဆောင်ဒီကိုဘလို့ဖြစ်ပြီးရောက်လာကြတယ်ရွာထဲမှာကိစ္စတစ်ခုခုများထူးလို့လားမသိန်းမာရှင်ညိုတို့မြင်တော့သဘောရိုးဖြင့်မေးလီရဲ့မဟုတ်ပါဘူးကျုပ်တို့ကမသိန်းမာနေထိုင်မကောင်းဆိုလို့လာမေးရပါဟဲကျုပ်ကပြည့်အကောင်းကြီးပါရှင်ညိုရဲ့မသိပါဘူးဗျာအိမ်ပြက်အစားပြက်ဖြစ်နေရဲ့ဆိုလို့ကျုပ်တို့မနမသတင်းလာမေးရတာပါကဲဒါပြည့်တဲတဲ့ဝင်ထိုင်ကြအောင်ဟဲကျုပ်တို့တရားတော့သိတယ်မောင်တို့ရဲ့တဲမထိုင်တော့ပါဘူးတော့ဟော်ရီယာဖြာချမ်းပေါ်ပဲထိုင်ကြတာပေါ့မသိန်းမာရဲ့လက်ကိုဆွဲပြီးရှင်ညိုကတဲပြင်မှာခင်းထားတဲ့ဖြာချမ်းပေါ်ဝင်ထိုင်လိုက်တယ်ကိုဖိုးထွေးနဲ့မောင်တို့ကနဘေးလိုက်မတ်တက်ရက်လျက်ရှိနေကြတယ်ကိုဖိုးထွေးတော်တို့လည်းဝင်ထိုင်ကြလေနေပါဟာငါတို့မထိုင်တော့ပါဘူးမသိန်းမာကသူ့အားဝိုင်းကြည့်နေကြ၍စိတ်ထဲနေရခက်လာတယ်မသိန်းမာကျုပ်အမအောင်မေးမယ်အမမှာအခုဖြစ်နေတဲ့အိပ်ပြက်အစားပြက်ဝေဒနာရိုးတယ်လို့များအမထင်သလားဘာလို့လဲရှင်ညိုကျုံမေးရပဲဖြေပါအမရဲ့ကျုံအနေနဲ့တော့အမဖြစ်နေတဲ့ဝေဒနာကိုစစ်ကြည့်ပေးခြင်းလေဟေးရှင်ညိုကအမဘလို့များစစ်ကြည့်ခြင်းရလဲမသိန်းမောင်ကြည့်ပြီးရှင်ညိုစိတ်မသက်သာစွာပြုံးလိုက်တယ်မသိန်းမောင်တိချစိုက်ကြည့်ပြီးသက်ဆိုင်တဲ့ပုဂ္ဂိုလ်ကျုပ်ခေါ်ခြင်းနဲ့အမခွင့်ပြုပေးပါဘလို့ဟုတ်တယ်တဲ့မငါနေဖြစ်နေရတွေမမြင်ရဘူးဟာအဲ့ဒါကြောင့်ရှင်ညိုပြောသလိုပဲနှင်းလုပ်ပေးပါကိုဖိုးတွေတော်ပါပြောနေရလေနေဒီတိုင်းသာနေသေလိုက်မယ်တဲမာရဲ့ကလေးတွေနဲ့ငှားမျက်နှာထောက်ထားပြီးရှင်ညိုပြောသလိုလေးလုပ်ပေးပါဟာနော်မိမကိုဖိုးတွေတော်ကြုံမသိအောင်ရှင်ညိုတို့ဘာပြောထားလဲမနက်ကလည်းရွာတွေကလူတွေကကျုပ်ကိုကွက်ကြည့်လုပ်နေကြရှင်မကြီးရှောက်ပြောထားတယ်ကိုဖိုးတွေငါမင်းအတွက်ပြောနေရပါတဲမာရဲ့မမိုက်ချင်စမ်းပါနဲ့ကွာကြာရင်မင်းမသေးပဲငါရင်သေးရလိမ့်မယ်ကွာငါမင်းကိုဒီပုံစံမမြင်ရက်လို့ပါမိမရဲ့ငါပြောရလေနားထောင်ပေးပါနော်ကိုဖိုးတွေကယောက်ျားကြီးတံမဲ့မျက်ရည်များကြလျက်ငိုယိုကပြောတော့မောင်တိုးတို့ပင်စိတ်မကောင်းလာ၍မျက်ရည်ဝဲနေကြရရှာတယ်ကဲကောင်းပြီလေကျုပ်ကလည်းတစ်ဖက်ကိုနှိမ့်ရမှာတနာနေလို့ပါတော့ကျုံမိသားစုတော်ဘာမှမလဲနိုင်ပါဘူးဒီရောက်ရှင်ညိုရဲ့အမကြီးကိုခွင့်ပြုပါညီရဲ့ပညာသုံးပြီးအမကိုကုပေးပါနော်မသိန်းမှာခွင့်ပြုလာလျော့ကိုဖိုးထွေးဝမ်းသာသွားတယ်ရှင်ညိုကလည်းမသိန်းမှာကောင်းတစ်ချက်ညှိပြပြီးကဲမသိန်းမှာနှောက်ရှက်နေတဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်ငါရှိအရောက်လာစေတားစီသူပိတ်ပင်သူမရှိစေရရှင်ညိုရဲ့အမိတ်နဲ့ဟဲလို့အမိတ်ပြန်ပြီးခေါ်လျက်မသိန်းမာရဲ့ကိုကြီးကစက်ကနေတုံကြည့်သွားတယ်ခေါင်းကြီးကငိုက်ဆိုင်ဖြစ်သွားပြီးထောင်ကနေရတဲ့အပုံနဲ့ကြောင့်မောင်တိုးတို့နှာခေါင်းရှုံသွားခဲ့ရတယ်ဘသူလဲငါကြွတ်တော့တေးပြီးရအောင်ပါကြောင့်မသိန်းမောင်နှောက်ရှက်နေရလဲငါသူ့ကိုမခွဲနိုင်လို့ငါသူ့နဲ့လူချင်းမပေါင်းရရင်တော့ဝိညာဉ်ကြီးပေါင်းမို့ငါစူးစမ်းမယ်ဟဲ့နေလုံးချင်တိုင်းလောက်ရအောင်ငါတို့ကထိုင်ကြည့်နေမယ်ထင်သလားမသိဘူးငါသိန်းမောင်ဆွဲလန့်နေပြီငါသူ့ကိုရအောင်ခေါ်မယ်မသိန်းမောင်အခုဖြစ်နေတဲ့ဝေဒနာတွေနေလောက်ထားမဟုတ်ဘူးလားငါတို့ဘက်ကနင့်ကိုမြစ်တာထားပြီးမြစ်တာရက်ခံမယ်မသိန်းမောင်ထပ်ပြီးမနှောက်ရှက်ပါနဲ့ရော
မသိမ်းမှာခံစားနေရဝေဒနာတွေလည်းဖယ်ရှားပေးပါဒီလိုသာလှုပ်ပြီးငါတို့ဘက်ကလည်းအသာတကြီးပြန်လွတ်ပေးပါမယ်အခုနင်းဆွဲလန်းနေရဲ့မသိမ်းမှာယောက်ျားလည်းရှိနေကလေးတွေလည်းရှိနေရဲ့သူ့ဘဝလေးကိုမဖြတ်စည်းကြပါနဲ့မရဘူးတဲမှာငါအချစ်ဦးငါအချစ်ရဆုံးသူငါသူ့ကိုပဲလိုချင်တယ်သူ့ကိုပဲပြန်ခေါ်သွားချင်တယ်ကဲဒီလိုဆိုတော့လေနေထိုင်တဲ့နှိကံမဲ့အပုတ်ကောင်ရဲ့လို့ဆိုကရှင်ညိုဒီကာရာမြောက်ရွတ်ဆိုတော့တယ်အာဟာအမလေးပူလိုက်တာဗျာပူလာကြီးရဲ့ဗျာမလောက်ပါနဲ့ရောရှင်ညိုရဲ့ကာရာရွတ်တန်ကိုမခံစားနိုင်၍လူးလိတ်နေခဲ့တယ်ရှင်ညိုကလည်းမှတ်လောက်အောင်အပြစ်ပေးပြီးနောက်လက်ညှိုးငေါက်ထိုးကကျွတ်တော့တင့်ကိုဒီအရက်ကနေအပီးတိုင်နေနှင်းလိုက်တယ်ဒီအရက်ကနေအခုချက်ချင်းထွက်သွားပါဆိုင်ရာပိုင်ရာများရလေဒီပုတ်ကောင်ဒီနယ်မှာဝင်းရောက်နှောက်ယှက်မှုမရှိအောင်တားမြစ်ပြီးပြစ်ဒဏ်ချပေးပါလို့အမိန့်တန်ပြပြောလျော်မတ်တဲမှာနေရာ၌ခွေကနေလဲကျသွားတယ်။တဲမှာမိမတဲမှာကိုဖိုးထွေးကမိမဖြစ်သူဖွေပြီးမျက်နှာကိုလှုပ်ကာနှိုးလျက်ခဏကြာတော့မတ်တဲမှာတတိဝင်လာခဲ့တယ်။ကိုဖိုးထွေးကတော့မိမဖြစ်သူဖက်၍ငိုရှိုက်ရှာတယ်။ကိုဖိုးထွေးကလေးတွေရှိနေအောင်ကျုပ်ကိုလွတ်စမ်းပါတော့။ငါဝမ်းသာလို့ပါမိမရဲ့ငါဝမ်းသာလို့ပါဟာရှင်ညိုဟိုအပုံနဲ့တွေဟောင်းနေအကောင်ဒီနေ့ကနေနှင်းလွတ်လိုက်ပြီဟာသူနေ့ကိုထပ်နောက်ရှက်မှာမဟုတ်တော့ဘူးမိမရဲ့ကိုဖိုးထွေးပြောတကယ်လားရှင်ညိုမတ်တဲမှာအမေကိုရှင်ညိုကကောင်းငိမ့်လိုက်တယ်မတ်တဲမှာပြုံးသွားပြီးနောက်တက်ပြင်းချပြန်တယ်ဒီနေ့ကစပြီးမတ်တဲမှာငကိုတိုင်ပြန်ဖြစ်လာပါလိမ့်မယ်တစရဲ့ပြူစားမှုကနေလဲကျုပ်ဖယ်ရှားပေးထားပါပြီမတ်တဲမှာတို့လင်းများလဲအေးအေးချမ်းချမ်းနေခဲ့ကြပါအောင်ကျုပ်တို့ပြန်မအောင်မေကျေးဇူးတင်ပါရှင်ညိုရဲ့ကျုပ်တော့ရှင်ညိုကျေးဇူးဘလို့ဆက်ရမယ်မသိဘူးဗျာဘလို့မှမဆက်ပါနဲ့ကိုဖိုးထွေးရဲ့ကျုပ်အမသာဂရုစိုက်ပေးပါဟာဒါကတော့ငါနဲ့မှပြောကြမလို့ပါဘူးကျုပ်ကဂရုစိုက်ပေးပြီးသားပါဟုတ်တယ်နော်တဲ့မဟုတ်ပါဒီလူရအမတိတ်ဂရုစိုက်ရှာပါရဲ့အမလည်းကျေးဇူးတင်ပါတယ်နော်ရှင်ညိုဟုတ်ပါပြီအမရဲ့ဒါပြည့်ကျုပ်တို့လည်းပြန်မအောင်မယ်အဖွားတို့တွေကျုပ်တို့ပြန်လာမျှော်နေကြရောဘောလို့ပြောကရှင်ညိုတို့လည်းမသိမာတို့လင်းများနှုတ်ဆက်ပြီးပြန်လာခဲ့ကြတော့တယ်ထို့သောဖြင့်ကျွတ်တို့တယောက်ရှင်ညိုရဲ့နေနေလွတ်ချက်ကိုခံလိုက်ရပြီးမသိမာနာကတ်နိုင်တော်မူမဟုတ်ပေ။ဤဇလန်လေးသည်ဖြစ်ရမှန်ကိုအခြေတည်ပြီးရေးသားထားခြင်းဖြစ်ပါရှင်။ကလေးလေးယောက်အမေကိုတက်မှတ်နေတဲ့လူပြိုကြီးတရေရဲ့ဖြစ်ရမှန်ဇလန်လေးပါ။ကျမတော့တင်ဆက်သူရွှေပဲဖြစ်ပါ၏။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။